ထမင်းစားတဲ့အခါမှာအသုံးများတဲ့အင်္ဂလိပ်စကားပြောလေးတွေကိုလေ့လာချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးကြပါပထမဦးဆုံး it is time to eat it is time to eat ဆိုတာကကြတော့ထမင်းစားချိန်ရောက်ပြီ please have a seat ကျေးဇူးပြု၍ထိုင်ပါ would you like some rice ထမင်းနဲ့ယူမလားရတယ် please pass me the spoon ကျေးဇူးပြု၍စုံလေးပေးပါThis curry is delicious. ဒီဟင်းကအရသာရှိတယ်။ကျွန်တော်ဗတ်ပြည့်ပြီ I'm a fool. ထမင်းကျွေးတာကျေးဇူးတင်ပါတယ်ဆိုရင် Thank you for the meal. အတန်တလေးလေးနောက်တစ်ခေါက်ပြန်ဆိုကြည့်မယ်။ထမင်းစားချိန်ရောက်ပြီ It is time to eat. ကျေးဇူးပြု၍ထိုင်ပါ Please have a seat. ထမင်းနဲ့ယူမလား Would you like some rice? ကျေးဇူးပြု၍စုံလေးပေးပါ Please pass me the spoon.ဒီဟင်းကအရသာရှိတယ် This curry is delicious ကျွန်တော်ဗိုက်ပြည့်ပြီ I'm a fool သမင်းကျွေးတော့ကျေးဇူးတင်ပါတယ် Thank you for the meal